မင်္ဂလာပါနိုင်ငံခြားဘာသာစကားကို2မျိုး3မျိုးတက်မြောက်ထားခြင်းဟာတက္ကသိုလ်တရားမှာပဲဖြစ်ဖြစ်နိုင်ငံတကာမှာအလုပ်လုပ်ရပါပဲဖြစ်ဖြစ်နိုင်ငံခြားကိုတွားရောက်ပြီးပညာသင်ကြားတာပဲဖြစ်ဖြစ်အလွန်အရေးကြီးတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ်မင်္ဂလာပါမြန်မာနိုင်ငံမှာအထက်တန်းကျောင်းသားအများစုဟာနိုင်ငံခြားဘာသာစကားဆိုရင်အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းကိုပဲသင်နေကြပါတယ်ဒါပေမဲ့ဂျာမနီနိုင်ငံမှာတော့ဒီလိုမဟုတ်ပါဘူးခင်ဗျဂျာမနီနိုင်ငံရဲ့အထက်တန်းကျောင်းတွေမှာကျောင်းသားတွေဟာအင်္ဂလိပ်စာအပြင်ဒုတိယနိုင်ငံခြားဘာသာစကားကိုလည်းမဖြစ်မနေသင်ယူရပါတယ်အဲ့ဒီဒုတိယနိုင်ငံခြားဘာသာစကားအဖြစ်ပြင်သစ်စကားဒါမှမဟုတ်လက်တင်စကားကိုယူကြပါတယ်အဲ့ဒီအပြင်ကိုတချို့ကျောင်းတွေမှာဆိုရင်တတိယနိုင်ငံခြားဘာသာစကားသင်ယူလို့ရပါတယ်တတိယနိုင်ငံခြားဘာသာစကားကိုစပိန်သို့မဟုတ် Greek ကိုယူများကြပါတယ်အဲ့ဒီလိုနိုင်ငံခြားဘာသာစကားကို2မျိုး3မျိုးတက်မြောက်နေခြင်းကတက္ကသိုလ်တရားမှာနိုင်ငံတကာမှာအလုပ်လုပ်ရမှာနိုင်ငံခြားကိုသွားပြီးပညာသင်ကြားတဲ့နေရာမှာအလုံးအရေးကြီးတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့မြန်မာနိုင်ငံကအထက်တန်းကျောင်းသားကျောင်းသူတွေဂျာမနီနိုင်ငံမှာရှိတဲ့ကျောင်းတွေလိုပဲဂျာမန်ဘာသာစကားကိုဒုတိယနိုင်ငံခြားဘာသာစကားအဖြစ်သင်ယူနိုင်တဲ့အခွင့်အရေးတွေဖန်တီးပေးဖို့ဖြစ်ပါတယ်ကျောင်းတွေပုဂ္ဂလိကကျောင်းတွေ international ကျောင်းတွေ learning schools တွေ tuition center တွေအကုန်လုံးပူးပေါင်းပြီးတော့မြန်မာနိုင်ငံကကလေးတွေရဲ့အနာဂတ်အတွက်ကလေးတွေရဲ့နိုင်ငံတကာပညာရေးရဲ့အလုပ်အကိုင်တွေအတွက်ကကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဂျာမန်ဘာသာစကားကိုဒုတိယနိုင်ငံခြားဘာသာစကားဖြစ်ထည့်သွင်းပြီးအကောင့်ထဲပေါ်ဖို့စီစဉ်နေပါတယ်မြန်မာကလေးတွေရဲ့အနာဂတ်အတွက်ကျွန်တော်တို့တွေအတူတူတည်ဆောက်ကြရအောင်တကယ်လို့သင်ကျောင်းသင်ရဲ့ပုဂ္ဂလိကကျောင်းသင်ရဲ့ international ကျောင်းဒါမှမဟုတ် learning center ဒါမှမဟုတ် tuition center တွေမှာဂျာမန်ဘာသာစကားကိုဒုတိယနိုင်ငံခြားဘာသာစကားအဖြစ်ဖွင့်လှစ်သင်ကြားခြင်းလေဆိုရင်ဂျာမန်လို့ comment မှာရေးခဲ့ပါဒါမှမဟုတ် message ထဲမှာဝင်ပြီးဆွေးနွေးလို့ရပါတယ်ဒါမှမဟုတ် ACOT ကိုဆက်သွယ်ပြီးတော့စုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်